Now, Timothy was a young leader who was raised up by Paul to minister in the church. So, Timothy ဆိုတဲ့လူငယ်လေးอ่ะဆိုလို့ရှိရင်ဒီပေါ်ရှင်ပေါလုကခေါ်ပြီးတော့ဒီသူနဲ့အတူတူပေါ့နော်လိုက်ပြီးတော့တခြားဒီအသင်းတော်တွေကိုတွားလှည့်ဖို့ရန်အတွက်ဆွဲခေါ်ခံရတဲ့တိမောသေလေးလူငယ်လေးဖြစ်တယ် As Timothy was ministering in the church, he was facing a lot of problems. So, Timothy อ่ะဆိုလို့ရှိရင်သူအသင်းတော်ထဲမှာဥဆောင်နေတဲ့အချိန်မှာသူ့မှာအခက်အခဲတွေပြဿနာတွေအများကြီးရှိ And so Paul was in prison and he wrote a letter to Timothy. So, အဲ့ဒီအချိန်မှာရှင်ပေါလုကဒီအချုပ်ခံထားရတာဖြစ်တယ်အဖမ်းခံထားရတာဖြစ်တယ်သူကတိမောသေကိုစာပို့တယ် To continue in the ministry and not to give up. So, အမှုတော်မြတ်ထဲမှာဆက်လက်ပြီးပါဝင်ပါဘယ်တော့မှစိတ်ကြကြပါနဲ့ဆိုပြီးတော့ရှင်ပေါလုကတိမောသေကိုအားပေးတယ် This young Timothy was in tears of what was happening in his life and what was happening in the church. So, တိမောသေရဲ့အသက်တာထဲမှာအခက်အခဲများကြုံရတဲ့အသင်းတော်ထဲမှာတော့၎င်းသူ့ရဲ့အတိုင်းဝိုင်းထဲမှာတော့၎င်းခါတည်းရန်ငိုကြွေးတဲ့အချိန်တွေရှိတယ်ဝမ်းနည်းတဲ့အချိန်ရှိတယ် So Paul said, I'm really desiring to see you, but I'm not able to come. But Paul writes something to him and he reminds him of the thing that he has inside him. So, ဒီရှင်ပေါလုရဲ့ဘာပြောလဲဆိုနေရဲ့အထဲမှာနော်ရှိနေတဲ့နေညမပြည့်ငါကတင်းအတွက်ဆူတောင်းနေတယ်တဲ့မချမ်းမနဲ့ဆူတောင်းနေတယ်ဘာဖြစ်လို့လဲဆိုတော့ကိုတည်သောစိတ်စင်ကြယ်ခြင်းနဲ့တကွာတဲ့ကိုယ်ွယ်သောဖခင်သခင်ရဲ့ကျေးဇူးတော်လည်းငါချီး And I'm taking this text to encourage each one of you. In life, we go through a lot of problems. When we accept Jesus, we think that everything's like honey. So, အသက်တာထဲမှာနော်အသက်တာထဲမှာဒီအသက်ရှင်နေတဲ့အချိန်မှာအခက်အခဲတွေပြဿနာတွေအများကြီးကြုံရမှာပဲဘဝကဘယ်တော့မှပြားရည်လိုခြုံငိမ့်တဲ့ဘဝဆိုတာမရှိပါဘူး When you get married, you think life is honey and marriage is honey. So, နော်ဒီအိမ်ထောင်ပြုတဲ့အခါမှာကိုကတော့ထင်ပါပဲဒီငါအိမ်ထောင်ဖက်နဲ့ငါအရန်ကိုမှပျော်ရမှာပဲပျော်ရွှင်ရမှာပဲဆိုပြီးတော့စဉ်းစားတဲ့ချိန်တွေလည်းရှိမယ် When you got a job, you think, wow, that is great. So, အလုပ်ရတဲ့အခါမှာလည်းဒီအလုပ်ကအရင်ကောင်းတယ်ကောင်းလိုက်တာဆိုပြီးတော့အလုပ်မှာလည်းအရင်ကျင့်တဲ့အချိန်ရှိတယ် When you have children, you think that, wow, I'm so blessed. သားသမီးတွေရလာတဲ့အခါမှာလည်းငါမှာသားသမီးရှိတယ်ကျေးဇူးတော်ပဲငါကအရင်ကိုကောင်းချီးခံစားတော်သူဖြစ်တယ်ဆို When we ပြီး get a job, we think that God is on our side. ဆိုတော့ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့အလုပ်ထဲမှာအာရုံစိုက်တဲ့အတွက်ကြောင့်ဒီဖယားကိုအပြင်မှာပဲထားခဲ့တဲ့အချိန်တွေရှိတယ် Then when we face problem, we wonder